Combat Sport စိတ်ဝင်စားသူတော်တော်များများက Rodan ကိုတိကြမယ်ထင်တယ်2019မှာ Jonathan Haggerty ကိုအနိုင်ယူပြီး One Flyweight Muay Thai Champion ဖြစ်သွားတဲ့ Rodan က One Championship မှာ19ပွဲနိုင်2ပွဲရှုံး record ပိုင်ဆိုင်ထားပါတယ်သူ့ရဲ့ကစားသမားဘဝမှာပွဲပေါင်း300ကျော်ကစားခဲ့ပါပြီသူ့ရဲ့တက်တီစိတ်သက်နဲ့မန်ကုံကြောင့် Iron Man ဆိုတဲ့အမည်ကိုရရှိခဲ့ပါတယ် Rodan ကို1998ခုနှစ်ဇူလိုင်လ23ရက်နေ့မှာထိုင်းနိုင်ငံဖတ်တနုံခရိုင်မှာမွေးဖွားခဲ့ပါတယ်သူအသက်9နှစ်အရွယ်မှာမွေထိုင်းစာတင်ထိုးတက်ခဲ့ပြီးမိသားစုအတွက်ပတ်စံရှာပေးတယ်ထိုင်းနိုင်ငံအတွင်းလက်ဝှေ့ပလိုင်ကွယ်များစွာမှာအောင်မြင်မှုများရရှိခဲ့ပြီးနောက်ပိုင်းတွင်ဂျင်မူနောင်ဂျင်တို့တွားရောက်လေ့ကျင့်နေတယ်အဲ့ဒီကနေစပြီးသူ့ရဲ့နာမည်ဟာတဖြည်းဖြည်းရလာတယ် One Championship မှာဝင်ကစားပြီးနောက်သူ့ကိုလူသိပိုများလာတယ်2019ခုနှစ်မှာ Jonathan Haggerty ကိုအနိုင်ယူပြီး One Flyweight Muay Thai World Champion ဖြစ်ပြီးနောက်နာမည်ပိုကြီးလာတယ်သူ့ရဲ့ထိုးတပ်ပုံစံဟာပရိသတ်ကြိုက်ရန်လိုမှုအပိ pressure ပေးကစားပြီးမန်ကုံကြောင့် Iron Man ဆိုတဲ့အမည်ကိုရရှိခဲ့ပါတယ် Rodan ကဒီလိုဘဝရောက်လာဖို့ရှုံးနိမ့်မှုများအခက်အခဲများစွာကိုလည်းကြုံတွေ့ခဲ့ရပါတယ်သို့တော့သူ့ရဲ့စိတ်သက်ခိုင်မာမှုမလော့သွားစူးစမ်းအားထုတ်မှုနဲ့ကိုယုံကြည်မှုကြောင့်ယနေ့ခေတ်မှာကမ္ဘာအဆင့်မြင့်မွေထိုင်းကစားသမားတူအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်ဒီနေ့မှာ Rodan ဟာမွေထိုင်းလောကရဲ့ legend တူဖြစ်ပြီးထိုင်းနိုင်ငံရဲ့ဂုဏ်ယူရသောကစားသမားတူဖြစ်နေပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်